လာပါ PPT Channel မှာပြန်လည်ကြိုဆိုပါရစေအခုတခါပြန်လည်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကြောက်ချင်တဲ့ကောင်းကျိုးများတွေကလူခန္ဓာကိုယ်အတွက်အကျုံးပြုမဲ့အသုံးချနည်းလေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်နံပါတ်1သွားခြင်းသွားကိုင်းသဖုံးနာဝေဒနာများအတွက်ကြောက်ချင်အသုံးပြုပုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်ကြောက်ချင်ကိုအမှုပ်ပြုလုပ်ပါထို့နောက်တောက်ရည်တစ်ခွက်တည်းကိုကြောက်ချင်အမှုပ်လက်ဖေးစုံတစ်စုံခံဖြောပါကြောက်ချင်တွေအရေးပြောသွားတဲ့အခါကရွင်းထဲကို10မိနစ်ခန့်ပုံထားပါပုံထားပြီးထွေးပါထို့သို့တစ်နေ့2ကြိမ်ခန့်ပြုလုပ်ပါသွားနာခြင်းသဖုံးရောင်ခြင်းတွေသက်သာပြောက်ကင်းပါလိမ့်မယ်နံပါတ်2မိမိတို့ရဲ့ခန္ဓာကိုယ်မှာဂျိုင်းကျွေးနှံ့နေပျောက်ကင်းခြင်းနဲ့ဆိုရင်တော့ကြောက်ချင်ကိုရေဖြော်ပြီးတော့ဂျိုင်းမှာတုပ်လင်းလို့ရပါတယ်ချွေးနှံ့လုံးဝမထွက်ပါဘူးကြောက်ချင်ကိုတုပ်လင်းပြီးတော့ရေစိုအဝတ်နဲ့ဂျိုင်းကိုပို့ပေးမယ်ဆိုရင်တော့ဂျိုင်းမဲဓာတွေကိုပျောက်ကင်းစေပါတယ်ဒါကတော့တဘာဝချွေးနှံ့ပျောက်စေဖြစ်ပါတယ်ထို့သို့ပြုလုပ်ပုံသည်ရွေးထွက်ဆိုကြလုံးဝမရှိကြောင်းအာမခံပါတယ်ရှင်နံပါတ်3အသားအရည်တွေရာရန်ပြီးမိတ်ကြောင်ရာတာတွေအနာဖြစ်တာတွေဖြစ်လာရင်ကြောက်ချင်ကိုတွေးပြီးတော့နှခါနဲ့ရောလိမ့်နိုင်ပါတယ်ကြောက်ချင်တဲ့နှခါတွေးလင်းခြင်းအပြင်အေးမြကြီးအသားရည်ရရန်အောင်တက်တာနေမှာပါနံပါတ်4ကင်းချင်များကင်းမလက်မဲ့စားတဲ့အစိတ်ရှိတဲ့တရဝါတွေကြိုက်သွားရင်ကြိုက်သွားတဲ့နေရာကိုကြောက်ချင်သွေးလိမ့်ပြီးပါအစိတ်အတောင်ပြည်စီပါတယ်ထို့အပြင်ငါးရိုးစူရာမျိုးထို့နေရာကိုချက်ချင်းသွေးလိမ့်နိုင်ပါတယ်ကြောက်ချင်ရဲ့အကျိုးကျေးဇူးတွေကတော့အများကြီးရှိပါတယ်ဒါကတော့ခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့နည်းလေးတွေကိုပြန်လည်မျှဝေတာဖြစ်ပါတယ်အကျိုးကျေးဇူးကြီးမယ်လို့မျှော်လင့်ပါတယ်ထို့ကြောင့်မိတ်ဆွေတို့မှလည်းကြောက်ချင်ရဲ့အကျိုးကျေးဇူးတွေကိုပြန်လည်မျှဝေခြင်းဖြင့်ကူညီပေးပါနော် YouTube Channel လေးကို Subscribe လုပ်ရသေးဘူးဆိုရင်လည်း Like and Subscribe လုပ်ပေးကြပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်